မိတ်ဆွေတို့ AI ဗီဒီယိုတွေကိုဖန်တီးခြင်းပါလားအဲ့လိုဖန်တီးရမယ်ဆိုရင်တော့ခါချင်းငွေပေးနေရတော့မိတ်ဆွေတို့တက်စိတ်နှောက်ယှက်ဖြစ်နေရတော့မယ်လားနာမည်ကြီး Grow AI တို့ Google ကထုတ်တဲ့ဗီဒီယိုတို့ CapCut ကထုတ်တဲ့ C10 AI စတဲ့ AI တွေကနာမည်ကြီးပေမဲ့ limitation တွေရှိတဲ့အတွက်မိတ်ဆွေတို့လိုအပ်တဲ့လောက်မဖန်တီးနိုင်မဲ့ဖြစ်ပြီးစိတ်တမ်းမကျဖြစ်နေရတော့မယ်လားဒီလိုချစ်စရာဗီဒီယိုလေးတွေဖန်တီးခြင်းပါလားကဲခုဗီဒီယိုမှာတော့ကျွန်တော်ကမိတ်ဆွေတို့ကိုတကယ်ကောင်းပြီးတော့ free ရတဲ့ AI လေးတစ်ခုကိုကျွန်တော်တို့ပြောပြပေးမှာဖြစ်ပါတယ်ကဲတစ်ခုလေးရှိသေးရဲ့နော်သူက free ပြင်ကို limited လေးတို့ free ထုတ်လို့ရပါတယ်ကဲစိတ်ဝင်စားပြီးတော့မတည်သေးတဲ့မိတ်ဆွေတို့အတွက်ကျွန်တော်က AI website လေးတစ်ခုကိုကျွန်တော်ကပြောပြပေးပါမယ်ကဲအစင်းလေးဖြစ်တယ်ဆိုရင်တော့စားလိုက်ကြရအောင်ကဲအခုဆိုရင်တော့ကျွန်တော်တို့က web browser တစ်ခုကိုဖွင့်ပြီးတော့ကျွန်တော်တို့က Tencent 1 yuan ဆိုတဲ့ AI လေးကိုရှာလိုက်ပါမယ်ရှာလိုက်ပြီဆိုရင်တော့ကျွန်တော်တို့တွေ့ရှိလာပါပြီတန်းဆန်ရွှန်းဆိုတဲ့ AI လေးကိုကျွန်တော်ရောက်ရှိလာပါဖော်ပြပါ site လေးကိုကျွန်တော်တို့က click ထောက်ပြီးဝင်လိုက်မယ်ဝင်ဖို့အဲ့ဆိုရင်တော့ကျွန်တော်တို့ကအင်္ဂလိပ်လိုပဲသုံးမှာဖြစ်တဲ့အတွက် EN လေးကိုနှိပ်တယ်နှိပ်ပြီးရင်တော့ကျွန်တော်တို့က try ပြီးတော့ site လေးကိုကျွန်တော်တို့ဝင်လိုက်ပါအဲ့လိုဝင်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့က site လေးကိုတော့ရောက်သွားပြီဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဒီမှာ option တွေမျိုးမျိုးရှိတယ်ပေါ့နော်မိတ်ဆွေတို့ဒုတိယနဲ့တတိယ option ကတော့ကျွန်တော်မိတ်ဆွေတို့ပုံတွေထုတ်မယ်ဗီဒီယိုတွေထုတ်မယ်စရုပ်ထား option က 3D what model တွေကိုကျွန်တော်တို့ကထုတ်ပေးမယ်ဆိုတော့3D AI model တစ်ခုဒီအောက်က model 3ခုကလည်းကျွန်တော်တို့ 3D text to image 3D တွေကိုကျွန်တော်ဖန်တီးထုတ်ရတန်းဆန်းကုမ္ပဏီကထုတ်ပေးတယ်တော့တကယ်ကိုကောင်းနေပြီဟုတ်ရဲ့ကျွန်တော်ကတော့အကောင့်ဝင်မိတာဖြစ်တဲ့အတွက်ဒီလိုပြနေမိတ်ဆွေတို့အတွက်ကျွန်တော်အကောင့်လေးကိုဘယ်လိုဝင်ရလဲဆိုတာလေးကိုကျွန်တော်ထပ်မံပြောပြပါမယ်ကျွန်တော်အကောင့်လေးကျွန်တော်ပြန်ထွက်လိုက်မယ်login ဆိုရင်ဟာလေးကိုနှိပ်မယ်စာရေးလေးရှိတဲ့ဟာလေးကိုနှိပ်မယ်ဒီမှာမိတ်ဆွေတို့ရဲ့ mail လေးကိုကျွန်တော်ရိုက်ထည့်လိုက်မယ်ဒီနေ့မှာဒါလေးကိုကတ်ကုတ်လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကကုတ်လေးကိုလမ်းတောင်းလိုက်ဒါဆိုရင်တော့ကုတ်လေးpeople white ဆိုတဲ့အကြောင်းကိုပြောတာဖြစ်တယ်အဲ့တော့ကျွန်တော် mail တွေကိုဝင်ပြီးတော့ကုတ်လေးတစ်ချက်တော့ကြည့်လိုက်မယ်ဒီမှာကုတ်လေးရောက်လာပြီရောက်လာဒီကုတ်လေးကိုကျွန်တော် copy လေးလုပ်မယ် paste လုပ်လိုက်ပြီးတော့ကျွန်တော်ဝင်လိုက်မယ်ဆိုရင်တော့အကောင့်ရသွားမှာဖြစ်ပါတယ်ဒါကလိုတယ်နော်မိတ်ဆွေတို့ဒီမှာကျွန်တော်ကတော့မိတ်ဆွေတို့အတွက်ပုံလေးတွေထုတ်တဲ့ဟာလေးကိုကျွန်တော်ပြောပြဒီမှာပုံလေးထုတ်တဲ့နေရာမှာလေဒါတွေကတော့ prompt ရေးဖို့အတွက်မှာဖြစ်ပါဒီမှာ AI model ကတော့ကျွန်တော်က automatic ရေးထားတဲ့ AI ဖြစ်တဲ့အတွက်ထပ်ပြီးရွေးချယ်စရာတော့မရှိဘူးပေါ့နော် resolution site အနေနဲ့ကတော့မိတ်ဆွေတို့ပြရတဲ့အတိုင်းပဲကျွန်တော်တို့မျိုးစုံရွေးလို့ရတယ်ပေါ့အောက်ဆုံးကဟာဒီကတော့ကျွန်တော်တို့ပုံမှန်ဖုန်းတွေ TikTok တွေမှာသုံးရတဲ့ site ပေါ့ဒီမှာကျွန်တော် content တွေအရေးအတွက်နေကျွန်တော်နှစ်ပုံရွေးမယ်ကျွန်တော်ဒီမှာ prompt လေးတစ်ခုကိုကျွန်တော်တူတူနဲ့လိုရင်း prompt လေးတစ်ခုရေးလိုက်မယ်နော်ကျွန်တော်တို့ကြည့်အောင်ဒီပုံလေးတော့ရလာပြီပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော် quality ကတော့ကျွန်တော်တကယ်ကောင်းတဲ့ quality တွေကဲရတဲ့ quality ကတော့မိတ်ဆွေတို့မြင်နိုင်မယ်လုံးဝအောင်ကောင်းတဲ့ quality တွေပေါ့နော်ကဲဒါကတော့ပုံလေး image ပိုင်းကိုကျွန်တော်စမ်းပြီးသွားပြီဗျာကဲဗီဒီယိုလေးကိုတစ်ချက်တော့စမ်းကြည့်အောင်ဘယ်လောက်ထိအောင်သူစွမ်းဆောင်ရည်ရှိနိုင်မလဲ
free unlimited ဖြစ်တဲ့တော့သူတခြား AI တို့သူလိုက်မိနိုင်ပါမလားတန်တရားတော့နည်းနည်းဖြစ်ဖို့တော့ကောင်းတယ်ပေါ့ကဲအားကျွန်တော်စေဖို့တော့မေ့သွားပြီတော့စေလိုက်ပါကဲဒီနှစ်ပုံမှာကျွန်တော်ဒီပုံလေးကိုတော့ပို့ပြီးသဘောကျတာဖြစ်တယ်ဒီပုံလေးဒီပုံလေးကပို့ပြီးသဘာဝနည်းနည်းဆန်တယ်ယူဆဖြစ်တယ်ကျွန်တော်ဒီပုံလေးကိုကျွန်တော် download လိုက်နောက်ပြီးသွားရင်ခုနကမျိုးmulti model experience ကိုသွားမယ်ဗီဒီယိုထုတ်တဲ့စီကိုချက်တော့ကြည့်အောင်ပုံလေးကိုကျွန်တော်တို့ upload တင်လိုက်မယ်ပြီးရင်တော့ prompt လေးတစ်ခုရေးမယ်ပေါ့နော်တို့ပဲကျွန်တော်ရေးလိုက်မယ်ကြည့်ရင်မိတ်ဆွေတို့အနေနဲ့တခုမှတ်ထားဖို့ရှိဖို့လိုတာ prompt answer တွေကိုကျွန်တော်တို့ on ထားပြီးဖို့တော့ကျွန်တော်တို့လိုအပ်တယ်ပေါ့နော်။ဘာကြောင့်ဒီ prompt answer တွေကိုကျွန်တော်တို့က on ထားပြီးဖို့လိုအပ်တာဒီ prompt answer တွေကကျွန်တော်တို့ရေးတယ်ကျွန်တော်ကိုခုဆိုရင်ကျွန်တော်ရေးလိုက်တာ prompt ကတုံနဲ့ကျွန်တော်လိုရင်းကိုကျွန်တော်ရေးလိုက်တာဒါပေမဲ့ AI ကနေပြီးတော့ဒီ prompt နဲ့ဟာတွေကို perfect အနေထားတစ်ခုရောက်တော့အောင်နော်သူကနေပြီးတော့ဖြည့်ဆည်းပေးတယ်ဒါကြောင့် prompt answer တွေကိုကျွန်တော် on ထားပြီးခြင်းအဖြစ်ကျွန်တော်တို့ပိုကောင်းတယ်ပိုကောင်းမွန်တဲ့ prompt တစ်ခုကိုသူက automatic ကိုဖန်တီးပေးနိုင်နေပေါ့နော်ကဲဗီဒီယိုဘယ်လိုဗီဒီယိုလေးရအောင်ဆိုအောင်ကြည့်လိုက်အောင်ဟီရိုနဲ့တူတူဗီဒီယိုလေးတော့ရပါပြီဘယ်လိုပုံစံလေးလဲကြည့်လိုက်အောင်လုံးဝဟိုညာ perfect ကြတဲ့ဗီဒီယိုလေးတစ်ခုမိတ်ဆွေတို့ဒီလိုနည်းနဲ့မိတ်ဆွေတို့ unlimited ထုတ်ရတော့တစ်ခါထုတ်ရင်တော့သူကမှတ်ထားဖို့တစ်ခုရှိတာကသူကတစ်ခါထုတ်ရင်တော့သူက5စက္ကန့်နောက်ပဲသူကထုတ်လို့ရတယ်5စက္ကန့်နေနဲ့မိတ်ဆွေတို့ပေါင်းပြီးတော့ဗီဒီယိုအရှိကိုလေမိတ်ဆွေတို့ unlimited တခုအားသာချက်ရှိတာသူက unlimited လုံးဝ free မိတ်ဆွေတို့ကြိုက်တဲ့တော့မိတ်ဆွေတို့ဗီဒီယိုတွေကိုထုတ်လို့ရတယ်ပုံတွေကိုထုတ်လို့ရတယ်ဒါပေမဲ့ image to video ပုံတွေကိုမိတ်ဆွေတို့ unlimited ထုတ်လို့မချင်တော့ကျွန်တော်ကတော့ဒီ AI လေးကိုကျွန်တော် recommend အများကြီးပေးချင်ကျွန်တော်ဗီဒီယိုလေးကအကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နောက်ထပ်မှာလည်းမိတ်ဆွေတို့နဲ့အတူတူပြန်လည်ဆုံတွေ့ကြရအောင်